ထမဆုံးဒီလိုပတိယကလစ်3ခုရိုက်မယ်ပြီးတနက်ပြတဲ့ပုံစံမှာလက်ရမ်းသွားနေရမှာကျွန်တော် separate တစ်ချက်နှိပ်မယ်နှိပ်ပြီးနောက်ပိုင်းဟာ delete နှိပ်လိုက်မယ်ပြီးတတိယပတိယကလစ်ကိုကျွန်တော်ဒီအရှေ့ပိုင်းလေးကို separate တစ်ချက်နှိပ်မယ်နှိပ်ပြီးရင်အဲ့မှာ overlay နှိပ်မယ် overlay နှိပ်ရင်တော့အောက်ကိုကျလာမှာနော်ကျလာရင်ခုနကျွန်တော်ဘာမှမပါတဲ့ background ပတိယကလစ်မှာအညီထားလိုက်မှာနော် 0.2 second လောက်ထားလိုက်မယ် 0.2 second လောက်ပြီးရင်ကျွန်တော် remove pg နေမယ်ကျွန်တော်တော့ quick brand မရှိတဲ့အတွက် brand နဲ့ပဲ background ဖြတ်လိုက်တယ်ပေါ့နော်ရှိတဲ့သူကတော့ quick brand နှိပ်ပြီးတော့မြန်မြန်ဆန်ဆန်လုပ်လို့ရအောင်ဒီလိုဖြတ်လိုက်မယ်ဖြတ်လိုက်ပြီးရင်တော့ကျွန်တော် key frame ချမယ်ပေါ့နော်နောက်ဆုံးမှာ key frame တစ်ချက်ချမယ်ရှေ့ဆုံးမှာ key frame ကတော့ကျွန်တော်လူရှေ့ဆွဲထိနည်းနည်း view ဆွဲလိုက်မယ်ပေါ့နော် view ဆွဲလိုက်မယ်ဒီ key frame နေအောင်အဲ့ဆိုတော့တစ်ချက်ကြည့်လိုက်လူကနောက်ကိုလွှမ်းဆင်းသွားတဲ့ပုံစံဖြစ်သွားတာနောက်ဒီကြားမှာ grad ခုထည့်မယ် grad ကတော့ flow 2ထည့်မယ်ပေါ့နော် flow 2ကရှေ့မယ်flow 2ထည့်ဒါဆိုရသွားပြီပေါ့နော်ဒါပြီးတော့ export လုပ်လိုက်မယ် export လုပ်ပြီးကျွန်တော်ဒီကက်ကက်ထဲပဲပြန်ဝင်ပြီးအဲ့ပတိကိုပြန်ယူလိုက်မယ်ပေါ့နော်ယူပြီးရင်ကျွန်တော်ဒီတနက်ပြည့်တို့ရမ်းသွားတဲ့နေရာမှာကျွန်တော် effect တစ်ခုထည့်မယ် explosion ဆိုပြီးရိုက်ထည့်ပြီးရှာလဲရပါတော့ဒီမှာ speed ကိုအဆုံးထိတင်နိုင်မယ် atmos speed အောင်ကျွန်တော်30ကျော်လောက်လေးပဲထားလိုက်ဒီလောက်ဆိုဆင်ပြေပြီးရင်ကျွန်တော်နည်းနည်းပြန်ညှိမိပေါ့နော်ဒီဟာမလိုတဲ့နေရာလေးဖယ်အောင်ဘယ်နေရာလေးကျွန်တော်လိုချင်လဲဆိုဒီတနက်ပြည့်တဲ့နေရာမိပွင့်သွားလို့ကျွန်တော်နည်းနည်းပြန်ညှိလိုက်မယ်နည်းရှေ့တူလိုက်မယ်အားဆုံးဆင်ပြေ okay မိတ်ဆွေလည်းဆန်းလောက်ကြည့်ပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အကျိုးရှိမှဆို like and follow လေးလုပ်ခဲ့ပါဦး